အားလုံးပဲမင်္ဂလာပါဇာနေဖော်ပေါ်နူးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဥကတေးကိုဘယ်သူမှမပေးနိုင်ဘူးဆိုတဲ့မန်ဂကားရဲ့အကြောင်းတင်ဆက်သွားမှာပါမန်ချက်စတာယူနိုက်တက်ရဲ့ယာယီနီးပြဖြစ်တဲ့မန်ဂကားရဲ့အနေနဲ့ပေါ့နော်သူတို့ရဲ့ကွင်းလင်ကစားသမားဖြစ်တဲ့ဥကတေးကသူ့အတွက်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေသေးတယ်ဆိုပြီးတော့အင်တာဗျူးတစ်ခုမှာပြောကြားခဲ့တယ်လို့သိရပါတယ်ကွင်းလင်ကစားသမားဖြစ်တဲ့ဥကတေးအနေနဲ့ပေါ့နော်ဒါမန်ဂကားရဲ့ကင်ခဲ့တဲ့6ပွဲမှာသူ့အနေနဲ့3ပွဲသာပါဝင်ကစားခွင့်ရခဲ့တယ်ပေါ့နော်အဲ့ဒီ3ပွဲကလည်းဒါအဓိကကစားသမားနေရာမဟုတ်ဘဲနဲ့ဒီသားလဲလေကွင်းနဲ့ကစားခွင့်ရခဲ့တဲ့အချိန်ပိုင်း28မိနစ်လောက်ကစားခွင့်ရခဲ့တယ်လို့သိရပါတယ်ဒါမန်ဂကားရဲ့ကင်တယ်မှုကပြောခဲ့လဲဆိုတော့သူ့အနေနဲ့ဥကတေးကိုသဘောကျပါတယ်ဥကတေးမှာလည်းသူတို့လိုချင်တဲ့ရည်ချင်းတွေခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတယ်လို့လည်းသူကအင်တာဗျူးမှာပြောကြားခဲ့တယ်လို့သိရပါတယ်မန်ဂကားရဲ့အနေနဲ့ဘာကြောင့်ဥကတေးကိုသူတို့ရဲ့ first line at ဒါအဓိကနေရာမှာကွင်းလယ်တွေအဓိကနေရာမှာဘာလို့ပြီးမကစားတာလဲဆိုလို့ရှိရင်တော့ဒီခုလက်ရှိသူတို့ရဲ့ကွင်းလယ်မှာကိုပီမိုင်နိုနဲ့ကက်စမဲတို့ကလုံးဝအထိုင်ကျပြီးတော့ဒါကားရွေးလိုချင်တဲ့ပုံစံမှာရှိနေတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့ဒီအခြေအနေရှိနေတဲ့အတွက်ကြောင့်မို့လို့ဒါသူတို့အနေနဲ့ဥကာတေးကိုကွင်းလယ်မှာသာအဓိကကစားမှဖြစ်ထည့်သွင်းလိုက်မယ်ဆိုလို့ရှိရင်ကွင်းလယ်မှာပြဿနာတစ်ခုခုရှိလာနိုင်တယ်လို့သူတို့အနေနဲ့ယုံကြည်နေတယ်လို့သိရတယ်ပေါ့နော်ဒါကြောင့်မို့လို့ဥကာတေးအနေနဲ့ဒါအဓိကကစားသမားဖြစ်ဖို့အတွက်ကွင်းလယ်မှာပုံမှန်ပိုရက်လူချင်းမှာပြန်လည်ပါဝင်နိုင်မှုအတွက်တော်တော်လေးခဲချင်းတဲ့အခြေအနေတစ်ခုလို့သိကြပါတယ်နောက်ပြီးတော့ဒါမန်ဂကားရဲ့အနိုင်မှာပြောကြားခဲ့လဲဆိုတော့သူတို့အသင်းအနေနဲ့တော့ဒီတက်ပိုကောင်းတဲ့ရလက်တွေဒီတက်ပိုကောင်းမှုအောင်ပြောင်းလဲဖို့အချိန်တွေအများကြီးလိုအပ်တယ်ပြီးအချိန်ပိုင်းလိုအပ်တယ်ပေါ့နော်ဒါပြီးတော့သူတို့ဒီအချိန်တွေပြောင်းလဲဖို့အတွက်လည်းဒါဥကာတေးရသူတို့အသင်းရဲ့မရှိမဖြစ်တဲ့စိတ်တရားတစ်ခုပဲလို့ဒါအင်တာဗျူးတစ်ခုမှာပြောကြားခဲ့တယ်လို့သိရပါတယ်အားလုံးကျေးဇူးတင်ပါတယ်